မင်္ဂလာပါညီကိုဒီနေ့ညမြန်မာစံတော်ချိန်2 နာရီခွဲမှာအေဗာတန်နဲ့မန်ယူတို့ရှင်ပြိုင်ကစားကြမှာပါမန်ယူရဲ့အဝေးကွင်းနောက်ဆုံး5ပွဲမှာတပွဲနိုင်3ပွဲတည်နဲ့တပွဲရှုံးထားပြီးအေဗာတန်ရဲ့အိမ်ကွင်းနောက်ဆုံး5ပွဲမှာ3ပွဲတည်နဲ့2ပွဲရှုံးထားပါတယ်ဒီနေ့တင်းရဲ့ထိတိုက်ထိဆုံမှုနောက်ဆုံး5ပွဲမှာမန်ယူက3ချိန်နိုင်နဲ့1ချိန်တည်1ချိန်ရှုံးထားပါတယ်အေဗာတန်ကအိမ်ကွင်းတဲ့အဝေးကွင်းမှာရက်လက်ပိုကောင်းပြီးအဝေးကွင်းပဲတွေမှာလေဂူးတွေကိုအလွယ်တကူခွင့်ပြုရတတ်ပါတယ်။ဒီနေ့ပွဲရဲ့စတဲ့ချိန်မှာမန်ယူကနေဘော်ဒီ level 25ကနေဘော်ဒီ level 100ရှုံးထိမြင့်တက်လာပြီးမန်ယူတို့ဒီပွဲမှာရလက်ကောင်းနိုင်ပါတယ်။မန်ယူဟာပုံစံကောင်းရနေပြီးပရီးမီးယားလိနောက်ဆုံး9ပွဲဆက်လည်းမရှုံးထားပါဘူး။မန်ယူကန်စစ်ကအဝေးကွင်းမှာဂိုးတွေပေးရတတ်ပြီးကြီးကျော်ပေးမှုကလည်းမြင့်တက်လာပြီးမန်ယူအနိုင်နေကြမှာပါ။နံပါတ်အသင်းကိုရှိလာနိုင်ပြီးဂိုးပေါင်းစီ3ပေါင်း55မှာဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။